Ta-da! ဒီနေ့တော့ရမ်းပြောပါတယ်။ဘာဖြစ်လို့လဲဆိုတော့ DJ Osmo Pocket 3 Creator ကိုမဆက်လေးဝယ်ခဲ့ပါပြီ။ရင်ကလေးကအရန်လိုချင်နေခဲ့တာပါ။ဝယ်ရမလားမဝယ်ရမလားအရန်တူဝယ်ခဲ့ပေါ့နော်။YouTube ရှိရောက်တိုင်းလည်းခဏခဏတော်ကြည့်ဖြစ်တယ်။နှစ်ခါသုံးခါမကောက်ဘူး။ဒါပေမဲ့ဒီနေ့နောက်ဆုံးဝယ်ခဲ့ပါပြီ။အမတ်တရလေးအနေနဲ့ပေါ့နော်။ unboxing video တွေပါလုပ်ဖြစ်လိုက်ပါတယ်။နောက်ဆုံးမှာ camera test လုပ်ထားတဲ့ result video တွေပါတာမလို့အဆုံးထိကြည့်ပေးကြပါအောင်နော်။ကင်မရာဘက်လေးရတယ်ကင်မရာဘက်နဲ့ကိုမတူ size လေးအရန်ချစ်ဖို့ကောင်းတယ်ပေါ့နော်။သွားလေးရလဲတည်သွားလို့အဆင်ပြေတဲ့ size လေးပါ။ဒီထဲမှာဘာတွေပါလဲဆိုရင်သူ့ရဲ့ main camera ပေါ့နော်။ပြီးရင်ရအဆင်ပြေ extension လုပ်လို့ရတဲ့ဘူးလုံးလေး။ပြီးရင်battery ပူရအသွင်ချိုးရေးပါတယ်ပေါ့နော်။ပြီးရင် mini tripod လေးလည်းပါပါတယ်ပြီးရင် mic ပေါ့နော် mic က wind screen လေးလည်းပါပါတယ်လေဒီဘာတွေမဝင်အောင်လို့ပေါ့နော်နောက်ကိုလည်းဒီကင်မရာလေးနဲ့ပဲရိုက်ဖြစ်တော့မှမလို့ကင်မရာ result လေးသိချင်လို့ရှိရင်အကောင့်လေးကိုလည်း follow လုပ်ပေးခဲ့ကြပါဦးเนาะအားလုံးကျေးဇူးတင်ပါတယ်